အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါတယ်ဒီနေ့ည Emirates မှာကစားမယ့် Arsenal နဲ့ Leverkusen တို့ရဲ့ Champions League 16 သင်းအဆင့်ဒုတိယအကျော်အဆုံးဖြတ်ပွဲစဉ်ကိုအမြန်ဆုံးသုံးသပ်ပေးသွားပါမယ်ပထမအကျော်မှာတစ်တရေချထားလို့ဒီညကတော့အနိုင်ရတဲ့အသင်းနောက်တစ်ဆင့်တက်မှာပါ Arsenal ကအင်္ဂွင်းမှာပဲပြီး OD ကနေတင်ပါမပါနိုင်တာကအားနည်းချက်ဖြစ်စီနိုင်ပါတယ်တစ်ဖက်ကကူစင်ကလေအဝေးကွင်းမှာတင်ပြန်တိုက်စစ်အလွန်မြန်လို့ Arsenal အတက်အတော်လေးသတိထားရမယ်ပွဲပါဒေတာရီအရ3ဂိုးဆုံးမှာနိုင်ဖို့ရခိုင်လို့တော်လီနေနေလို့ဒီပွဲဟာဂိုးနဲ့မဲ့ပွဲ under 3.0 ဖြစ်ဖို့အလားအလာ90ရာခိုင်နှုန်းလောက်ရှိပါတယ်ကျွန်တော်ရဲ့ရာလက်ခံမှန်းချက်ကတော့နှစ်သွင်းနဲ့ Arsenal အနိုင်ရသွားဖို့ရှိပါတယ်အပိုင်လိုက်ချင်သူတွေအတွက် under 3.0 goals နဲ့ Leverkusen ဟာအကောင်းဆုံးပါပဲ Kai Havertz သူ့အသင်းဟောင်းကိုဂိုးပြန်သွင်းနိုင်မလားသိမင်းကို comment မှာရေးပေးခဲ့ပါဦးဒီလိုအပိုင်း tips တွေအတွက် KM ကို subscribe လုပ်ထားဖို့မမေ့နိုင်အောင်နော်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပေးတဲ့ပွဲလေးတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ